လူထုခေါင်းဆောင်တော်အော်ဆာစုကြည်ကိုနေပြည်တော်စစ်စင်ရဲ့အထူးဖွဲရုံးဆိုင်နေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်ဖမ်းဆီးချုပ်နှောင်ထားပြီးတွားနဲ့နှလုံးရောဂါဆိုင်ရာဆက်စဝေဒနာခံစားနေရတော့လဲစိတ်ကူးသားခွင့်အပြည့်အဝမပေးပဲရည်ရွယ်ချက်ရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာ Prison Witness မှဒုတိယပြန်ကြားရေးတာဝန်ခံအားလုံးပဲမင်္ဂလာပါရှင်မြန်မာမီပီရွှေတူဒေါအောင်ဆန်းစုကြည်သူနေပြည်တော် Special Operation Zoom hun a an chen I aha afak I lung lei dam lo nak angai na in CI in thatin an thlop bul lo I tim chamam te in har an tor ter kong Myanmar Prison Witness ni chimnak nol ngai maso nge ni achim to ang san su ji chu nei piro thong in he meng hle li song a hletnak a I Special Operation Zoom hun a an chen I thangai an song halelung he IP tlai mi zot nak atwar na in CI tha te in an pelo I an thlop bul du sham lo te thai achi Duang san su ji chu atu leu a thongtla pakhat chawvo asimi khwalni ton khonak nol an pelo I SAC ni thongtla chawvo an bor asim atu I an threnak hun hi Lieutenant General Ran asimi ni thonvo alak leu asitia Myanmar Prison Witness ni an thlai mi chu feter in an langter Myanmar Prison Witness phuni kan thei kho tok a chun do ang san su ji hi atu leu chu a ha fak I lung leidam lo nak atwar leu asim akum a upa chang I adir munrwa a chun kan lungre a thai ngai chupina kum upa deu party shoi tu pol an thileng mang rong zong a hin do ang san su ji kan rot I kan lungre a thai ngai kautia Myanmar Prison Witness ni chimnak nol ngai maso nge ni achim do ang san su ji angan dam lo nak kong a CI thlobul nak lompal chu amhunak in thati in an thlopul tak tak lo thong in chung I siboi ni aphung men in athlop asi aha fa le lung leidam lo nak atwar hi asaw ngai chang amin men in an thlop cha a jektim han in adam piang khawlai lo atu tiang afa atwar nak hi asitia maso nge ni chun achimလူထုခေါင်းဆောင်တော်အော်ဆာစုကြည်ကိုနေပြည်တော်စစ်စင်ရဲ့အထူးဖွဲရုံးဆိုင်နေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်ဖမ်းဆီးချုပ်နှောင်ထားပြီးတွားနဲ့နှလုံးရောဂါဆိုင်ရာဆက်စဝေဒနာခံစားနေရတော့လဲစိတ်ကူးသားခွင့်အပြည့်အဝမပေးပဲရည်ရွယ်ချက်ရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာ Prison Witness မှဒုတိယပြန်ကြားရေးတာဝန်ခံမဆုငယ်ကရန်ကုန်ခေတ်တင်တဲ့ဌာနသို့ပြောကြားထားပါတယ်ဟုရန်ကုန်ခေတ်တင်တဲ့ဌာနကသူတို့၏ Facebook စာမျက်နှာတွင်ဖော်ပြထားပါတယ်ရှင်ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့14မိုင်အကွာတွင်ရှိသည့်စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်နေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းလူထုခေါင်းဆောင်မှတွန်းနေပတ်သက်သည့်ယောဂါနှင့်နှလုံးနဲ့ပတ်သက်သည့်ယောဂါဝေဒနာများခံစားနေရပြီးစေဝကူတာခွင့်အပြေအဝမရှိကြောင်းသိရှိရပါသည်Myanmar Prison Witness အဖွဲ့၏စုံစမ်းအတည်ပြုချက်အရလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်လက်ရှိအချိန်တွင်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့်ထောင်ဝင်စာအိတ်တွေ့ခွင့်မရှိဘဲagenda အခွင့်အရေးများပါချိုးဖောက်ခံနေရကြောင်းဒေါ်အောင်ဆန်းစုကြည်၏ချုံနှောင်ထားသည့်နေရာကိုလက်ရှိအချိန်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးကွပ်ကဲနေကြောင်းသိရှိရပါတယ်ရှင်။ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်ကတော့အန်တီဒေါ်အောင်ဆန်းစုကြည်ကလက်ရှိမှာတွားနေပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်။နောက်ပြီးအသက်ကြီးလာတဲ့အတွက်ကြောင့်စိုးရိမ်နေရတဲ့အခြေအနေနောက်ပြီးလက်တလောမှာလည်းအသက်အရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေတေဆုံးနေတာဖြစ်တဲ့အတွက်အန်တီဒေါ်အောင်ဆန်းစုကြည်အတွက်ကျမတို့အဖွဲ့အနေနဲ့များစွာစိုးရိမ်မိပါတယ်ဟုမြန်မာ Prison Witness မှဒုတိယပြန်ကြားရေးတာဝန်ခံမဆုငယ်ကရန်ကုန်ခေတ်တင်တဲ့ဌာနသို့ပြောကြားထားပါတယ်ရှင်။ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးနှင့်ပတ်သက်၍စေဝါကူတာမှုအချိုးရရှိထားတော်လဲအပြည့်အဝစေကူတာခွင့်များရှိခြင်းကြောင့်ထောင်တွင်း80ဝန်ကတာဝန်အရာစိတ်မီတိုများကိုနဲ့ကူတာပေးသည့်ပုံစံမျိုးဖြစ်နေကြောင်း၎င်းကရှင်းပြပါတယ်။တွားနဲ့ပတ်သက်တဲ့ယောဂနှလုံးနဲ့ပတ်သက်တဲ့ယောဂခံစားနေရတာအတော်ကြာခဲ့ပါပြီစိတ်မီတိုတို့နဲ့ပဲကုသနေတဲ့အတွက်ကြောင့်ဘလို့မှတက်တာလာမှာမဟုတ်ပါဘူးအခုဘေးအချိန်ထိလဲယောဂဝေဒနာကိုခံစားနေရစေဖြစ်ပါတယ်ဟုမဆုငယ်ကဆက်လက်ပြောဆိုပါတယ်ထို့အပြင်အကျဉ်းသားတဦး၏အခွင့်အရေးဖြစ်သည့်မိသားစုနဲ့ထောင်ဝင်စာအိတ်တွေ့ခွင့်ကိုများရှိအောင်ပိတ်ပင်ခံထားရသည့်တူရဲသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးထောင်ဝင်စာအိတ်တွေ့ခွင့်သည်အကျဉ်းသားတိုင်းရရှိရမည့်အခွင့်အရေးဖြစ်သည်ဟုအကျဉ်းထောင်လက်ဆွဲဥပဒေတွင်တရားဝင်ပြဋ္ဌာန်းထားတော်လဲယခုကဲ့သို့မိသားစုဝင်များနဲ့ထောင်ဝင်စာအိတ်တွေ့ခွင့်မပေးခြင်းလုံလောက်သည့်ကျန်းမာရေးဆောင်ရှောက်မှုမပေးခြင်းသည်ရည်ရွယ်ချက်ရှိဖြင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ကြောင်းမြန်မာ Prison Witness ကတရားဝင်ထုတ်ပြန်ထားပါသည်ထို့သောထောင်တွင်းရှိ
လူထုခေါင်းဆောင်ရဲ့အခြေအနေများနဲ့ပတ်သက်၍မြန်မာ Prison Witness MPW အဖွဲ့နဲ့ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်မိဖက်အဖွဲ့အစည်းများနဲ့ဆွေးနွေးတိုင်ပင်၍သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်မိဖက်အဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရာထိသုံးပိုင်ခွင့်များရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့အစည်းအနေနဲ့ပဲတာဝန်ယူထုတ်ပြန်ထားရခြင်းဖြစ်ပါတယ်ဟုမဆုငယ်ကရှင်းပြထားပါတယ်ရှင်မြန်မာအချင်းထောင်သက်တဲ့ MPW အဖွဲ့အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်ကောင်စီကမတရားချုပ်နှောင်ထားမှုအကျဉ်းသားအခွင့်အရေးပေးဖြစ်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းအဝန်ကပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်တောင်းဆိုကြောင်းလည်းထုတ်ပြန်ချက်တွေပါရှိပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖန်ဆီးအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမည့်သူများတွင်အကြံဖက်မင်းအောင်လှိုင်စိုးဝင်းတို့အပါအဝင်ပြည်ထရေးဝန်ကြီးဟောင်းဆိုထွန်းလက်ရှိအနာပိတ်ခံထားရပြည်ထရေးဝန်ကြီးဟောင်းရပြည်လက်ရှိနေဆက်ရေးရဝန်ကြီးပြည်ထရေးဝန်ကြီးထွန်းထွန်းနောင်လက်ရှိကာစာထ6မှုမြဖြစ်သည့်ဒုတိယဗိုလ်ချုပ်ကြီးတန်းလှိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်ထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေဇာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းဇော်ဝင်းအကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မျိုးဆွေလက်ရှနေပြည်တော်အချုပ်ထောင်ပိုင်ဦးသိန်းစောမောင်ဒုထောင်ပိုင်ဦးကျော်သူရဦးစီးအရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးရေးမှူးကျော်မင်းထိုင်ဦးစီးအရာရှိတင်ကြည်မြင့်လက်ထောက်ကြီးရေးမှူးမေသူအောင်တို့ပါဝင်ကြောင်းသိရှိရပါတယ်။အလားတူလူထုခေါင်းဆောင်တဲ့အောင်ဆန်းစုကြည်ကိုတရားစွဲကျင်းချရာတွင်အကြံဖက်စစ်ကောင်စီ၏အလိုကျဇံဘူးသရီမျိုးနေတရားသူကြီးဦးမောင်မောင်လွင်ဒနီခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တော်ခင်သိန်းဝင်တို့မှတသွေမသိမ်းလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။ထို့အပြင်မြန်မာအကျဉ်းထောင်သက်တဲ့ MPW အဖွဲ့အစည်းအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချစ်ချင်းပြန်လွှတ်ပေးရန်နဲ့ပတ်သက်၍နိုင်ငံတကာခေါင်းဆောင်များအနေဖြင့်စူပါတောင်းဆိုချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တန်တမာရေးဖျားပေးခြင်းအပြင်စစ်ခေါင်းဆောင်များနိုင်ငံပြည်ပသွားလာမှုများကိုကန်တက်ခြင်းပြုလုပ်ရန်ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်လပ်သောလူအခွင့်အရေးများနဲ့ ICRC ကချစ်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရန်တောင်းဆိုရန်ဒေါ်အောင်ဆန်းစုကြည်တဦးတည်းချိုးဖောက်ခံထားရသည့်မိသားစုဝင်တို့သက်ဆိုင်သူများနဲ့ထောင်ဝင်စာအတွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးအရာအပြည့်အဝပေးရန်အာနာသိန်းစစ်ကောင်ဆောင်များကိုဖိအားပေးတောင်းဆိုရန်စသည့်အချက်လေးချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းနဲ့နိုင်ငံတကာခေါင်းဆောင်များထံသို့တောင်းဆိုထားပါရရှင်Chindam Tidim Peng Molpi Khwa A Umhur Akhormi SA Siral Kap Outpost Scan 3 Zo Chindam Tlaitang Tipuni Anlak Chuka Daunak Ajun SA Siral Kap Lenga Shong An Thi Chindal Kap Ni Sham Ngam Tam Ngai Anlak Kong Chindam Tlaipu Thonglak Nak Shampi Ni Anchim Jun Ni Kolani Rukni A Tidim Peng Taizan Khwale Khaikam Kar I A Ummi Molpi Khwa I Umhun Angkhwarmi SA Siral Kap Outpost Scan 3 Zo Chincham Tlaitang Tipuni Anka I Nihin Jun Nikolani Riat A Apathum Ning In An Lak Kho Chuka Daunak Ajun SA Siral Kap Plenga Shong An Thi I Tlai Mi Zong An Chupina Jun Chindal Kap Ni Shem Ngam Tam Ngai Zong An Lak Tia Thai Asi Atu I An Kanak Mun Hi Tidim Peng Thaizang Le Khaikam Kara Asi Chuka Ajun SA Siral Kap Ni Outpost Scan 3 An Chia I Chindal Kap Ni Aneng Pi In An Lak Ti Kapni karka daw nak a SA Siral Kapthai nga shong an thi an tlai mi zong anum na in declarein thai asiri lo shem ngam zong tam ngai an lak SA Siral Kapol chu pezul in ral lam an sial khauti lo I nu tol in khai kama an kirti in thongkan thai tia chinchem tlai phu thong lak nak shampi ni achim Kale tangin karka daw nak ahin Chinlen Council Ral Kap le Chin Brotherhood Ral Kap lungrol te in an tang ti I PDF ni ka daw nak abom na Chincham Tlaitang Tipu in Ramle mi phunsa anun nak ape mi anum vedia tolchung media cheukat ni an langter Junlan na sa chawya ne rin ti de myo ne dayan ywa ne khaikam ajashi mulpi je ywa rin ta swé tha do sikang si ta I kakin scan 3 ခုကိုချင်းတော်လာရေးပူပေါင်းတစ်ဖွဲ့ကစတင်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်အဆိုပါကကင်းစကန်3ခုကိုယနေ့ဇွန်လ28ရက်နေ့တွင်တော်လှန်ရေးတပ်ဖွဲ့များကအပြည့်အသက်သိမ်းပိုက်ရရှိခဲ့ပြီးရင်းစကန်တိုက်ပွဲအတွင်းစစ်သား15ဦးထပ်မံတေဆုံးကအရှင်ဖိုက်မိသူများလည်းရှိကြောင်းထို့ပြင်တိုက်ပွဲအတွင်းလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်အခုတိုက်ပွဲဖြစ်နေတဲ့နေရာကတီးတိမ်မျိုးနဲ့တန်ရန်ရွာနဲ့ခိုက်ကမ်းကြမှာပါအဲ့ဒါကစစ်တပ်ကင်းချတဲ့စကန်ဘောစကန်3ခုလောက်ချင်းတမရောက
တိမ့်လိုက်တဲ့စစ်ခွေး15ကောင်ကျော်သေးတယ်အရှင်ဖက်မိတာလည်းရှိတယ်အတိကျတော့မသိရဘူးလက်နက်ခဲယံတွေလည်းတိမ့်မိတယ်အကုန်လုံးမောင်းထုတ်လိုက်ပြီးချင်းတမတော်ကထိုးစစ်လုပ်တာစစ်သားတွေနောက်ဆုံးနဲ့အခုခိုင်ကမ်းမြို့အထီရောက်သွားပြီလို့သတင်းရထားတယ်ဟုချစ်စစ်စင်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ထိုတိုက်ခိုက်မှုကိုချင်း National Army CNA ကဦးဆောင်က PDF Solan CNDF တဖွဲ့တို့လည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းရင်တိုက်ပွဲများအတွင်းချင်းတော်လှန်ရေးတဖွဲ့ဝင်3ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်